ကိုပိန်နဲ့ကိုလုံးတို့တငယ်ချင်းနှစ်ယောက်ဟာညစ်နတ်တန်းခေါင်အလူအိမ်ကအပြန်လမ်းဘေးညောင်ပိန်ကြီးအောက်မှာဖဲရိုက်နေတဲ့လူစုကိုတွေ့လို့ဝင်ကစားမိရာမှာမျက်နာပြောင်းကြောကြီးနဲ့ထူးဆန်းတဲ့တရေကိုစတင်တွေ့ရှိခဲ့ပါတယ်။ကိုလုံးကကြောက်ကြောက်လန့်လန့်နဲ့ပဲထို့သူ့မျက်နာကိုပေါင်ပုံလုံးကြီးနဲ့တူတယ်လို့နောက်ပြောင်မိရာကတရေကဒေါသထွက်ပြီးမျက်လုံးပြူးပါးစပ်ဖျဲကခြောက်ချားစရာအစစ်အမှန်ရုပ်သွင်းကိုပြောင်းလဲပြခဲ့ပါတယ်။ကိုပိန်ကဖျားစာတွေကိုတုံတုံရင်ရင်ရွတ်နေချိန်မှာကိုလုံးကတော့တရေတွေကိုလက်ပြေဝန်းနဲ့တူပါတယ်လို့ထပ်မံမြုပ်ပိန်ပြောဆိုပြီးရှုံးထားတဲ့ပိုက်ဆံတွေတောင်ပြန်တောင်းခဲ့ပါသေးတယ်။တရေတွေကသူတို့ကိုနိုင်အောင်ကစားနိုင်ရင်လွတ်ပေးမယ်လို့စိန်ခေါ်ခဲ့ပေမဲ့ကိုပိန်ရဲ့ဘာမှမသိပဲဦးချောင်းချောင်းနိုင်မှုကြောင့်တရေတွေဟာဖဲရှုံးသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့တရေတွေကဂတိအတိုင်းလမ်းစရိတ်ပေးပြီးနောင်နောင်မချောက်တော့ပါဘူးလို့ဝန်ခံပြပျောက်ကွယ်သွားကြပါတော့တယ်။